မောင်ခဲလူတို့ဒီအတိညာမပွင့်ထွန်းနေတော့မောင်ခဲကြီးကိုဖျက်တမ်းခဲ့ရ၏ထိုခေတ်ကမူလူနှင့်လောက၏အချင်းအရာမှန်သမျှသည်လောက၏အပြင်ဘက်ရှိတကိုးရှင်တော့မဟုတ်တကိုးရှင်များကဖန်တီးခြင်းအဖြစ်ယူဆယုံကြည်ခဲ့ကြ၏တို့အတွက်အဆိုပါတကိုးရှင်များအားကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့်ကိုးကွယ်ခဲ့ကြ၏လူလောကတွင်တဘာဝဘေးအန္တရာယ်များဖြစ်သောမိုးခေါင်ခြင်းရေကြီးခြင်းမီးလောင်ခြင်းမြေပြိုခြင်းမီးတောင်ပေါက်ခြင်းမလျင်လှုပ်ခြင်းတောလဲခြင်းဥက္ကာပြန်ခြင်းနေကြခြင်းလာကြခြင်းယောဂဖြစ်ပွားခြင်းစသည်တို့အပြင်လူဤပယောဂကြောင့်ဖြစ်ရသောစစ်ဖြစ်ခြင်းမင်းပြောင်းမင်းလွဲဖြစ်ခြင်းတိုင်းပြည်ပြစ်ခြင်းငတ်မော့ခေါင်းပါခြင်းစသည်တို့သည်လည်းပြင်ပမှမမြင်ရတော့တကိုးရှင်တို့ကြောင့်ဖြစ်ရသည်ဟု၎င်းတာယာဝါပြောခြင်းငြိမ်းချမ်းခြင်းယောဂဗျာကင်းခြင်းမိုးလေဝတ္တမှန်ခြင်းတိနာအထွက်ကောင်းခြင်းစသည်တို့သည်တကိုးရှင်တို့ကမဆာ၍ဖြစ်ရသည်ဟု၎င်းယုံကြည်ကြလေသည်ပညာရှိဒုက္ခမိတ်ဆိုသူများလက်ဆရာများရစ်ဖုံးကြီးများမော်ဆရာများသည်မတိနားမလဲသောလူတွေကိုချောင်းလန့်ပြီးခေါင်းမုံဖျက်စားကြ၏သူတို့မစွမ်းနိုင်သောကိစ္စကြုံလာလျင်တကိုးရှင်နဲ့လှဲ့ချောက်ကြ၏ခယောဂတစ်ခုကြားရောက်လျင်ဆုံးကဝေတွေလှုပ်လို့ဟုဖဲချကြ၏သူတို့မဖြေရှင်းနိုင်လျင်နတ်တွေကိုလက်ညှိုးထိုးပြကြ၏ထိုနတ်တွေကဝေတွေဆုံးတွေကိုညီသူကတွားပြီးမေးမြန်းအတိပြုနိုင်ပါမည်နီဤနည်းအားဖြင့်ကမ္ဘာသမိုင်းတစ်လျှောက်တွင်နတ်ကိုးကွယ်မှုနှင့်အထူးထူးသောပူဇော်ပါတမှုတွေပေါ်ထွန်းလာ၏အီဂျစ်ဘေဘီလုံစီးရီးယားကော်ဒီယာဟက်တိုက်ကနန်ပီနီရှန်အမော်ရိုက်ဆူမာရီယန်အယ်လာမိုက်ကာတေယောမာဂရီမီဒီပါရှန်အာရီယန်စတော့တမိုက်ခေဦးလူများတွင်အတီးတီသောကိုးကွယ်ရာနတ်ဆရာများရှိကြသည်ခရိယန်ဘာသာပေါ်ပြီးအလယ်ခေဥရောပတွင်လည်းမကောင်းဆိုးဝါးများကိုယုံကြည်ကြသည်အိန္ဒိယနိုင်ငံတစ်ခုတည်းမှာပင်နတ်ပေါင်း33ဂရေရှိသည်ဟုအဆိုရှိလေသည်အဆိုပါနတ်များကျေနပ်စေရန်လူကိုပင်တိုက်၍ပူဇော်ကြ၏တိရစ္ဆာန်များကပြောဖို့မလိုတော့ပေမရေတွက်နိုင်သောတိရစ္ဆာန်များ၏တွေးဖြင့်ရက်ပူဇော်ကြ၏မြတ်စွာဘုရားတက်တော်ထင်ရှားရှိစဉ်ကဟောတလမင်းကြီးသည်ကျောင်းလန့်မွေကောင်းသောအိမ်မက်များမြင်မဲ့တဲ့ဖြင့်ယမနပုံသားများအားမေးမြန်းရာများပြားလာတော့တိရစ္ဆာန်များအားတိုက်၍ပူဇော်ရန်တိုက်တွန်းကြသည်တိုက်ရန်လောင်ထားတော့တိရစ္ဆာန်များ၏အော်ဟဲ့ညည်းညူတံကိုကြားရတော့မိဖုရားကြီးကမြတ်စွာဘုရားတန်လျှောက်ထားမှတရားဟောပြသောကြောင့်တိရစ္ဆာန်များအသက်ချမ်းသာရာရကြလေသည်မြန်မာနိုင်ငံတွင်လည်းဗကံခင်းမှစား၍ကျင့်ဝတ်တတ်ပြီးနတ်ပူဇော်သောအလျက်ထားထုံးကားခဲ့သည်ဖြင့်အနော်ယထာကျန်စစ်သားဘရဲနောင်လောက်မင်းတရားတို့လက်ထက်တွင်ပိတ်ပင်ခဲ့ရလေသည်ရှေဖာရိုခေအီဂျစ်ပြည်တွင်ဖာရိုဘီယင်တေလွန်လျင်သူ၏အချွေအရန်မိဖုရားမောင်းမများကျွဲနွားမြင်းစသည့်တက်ရှိများနှင့်တက်မဲ့အတုံးဆောင်များကိုတမန်လွန်ဘဝတွင်အသုံးပြုရန်အတွက်ဘရဲအလောင်းနှင့်အတူပိဋမဲ့အုတ်ကူကြီးတွင်ထဲ၍မြုပ်ကြလေသည်ဤဒီတို့ကမတိမာမှုအဝိဇ္ဇာဖုံးလွှမ်းသောအမောင်ခေ၏ပြာရုပ်များပင်ဖြစ်သည်ဆရာကြီးဒေါက်တာတန်ထွန်းရွှေဘို21ရာစုနှင့်ဗုဒ္ဓတရားတော်စာအုပ်ထဲမှာကောက်ယူဖတ်ပြပေးလိုက်ပါတယ်ခင်ဗျာ
ဘုဒ္ဓတွေရကြပါစေခင်ဗျာ